မျိုးသမီးတစ်ယောက်ဟာမွေးကင်းစကလေးငယ်လေးနဲ့အတူပင်လယ်ပြင်မှာ3 ရက် 3 ညတိုင်မျောပါနေခဲ့ပါတယ်။သူမဟာကလေးရဲ့အနီးကိုပင်လယ်ထဲပစ်ချလိုက်ရာကနေငါးအုပ်စုလေးတွေရောက်ရှိလာခဲ့ပါတယ်။သူမကငါးတွေကိုခေါ်ယူခဲ့ပြီးရိုးရှင်းတဲ့ငါးဖမ်းကိရိယာတစ်ခုကိုအမြန်ပြုလုပ်ခဲ့ပါတယ်။ငါးဖမ်းရတာကမလွယ်ကူခဲ့ပါဘူး။စိတ်ပြတ်အားငယ်နေချိန်မှာပဲကောင်းကင်ယံမှာလေယာဉ်တစ်စင်းဖြစ်ပြန်သွားတာကိုမြင်လိုက်ရပါတယ်။ကွန်တိန်နာထဲကိုပြေးဝင်ပြီးမှန်တစ်ချက်သွားယူခဲ့ပေမဲ့ပြန်ထွက်မှာခြေထောက်ကိုမှန်ရှက်မိသွားပါတယ်။နာကျင်မှုကိုဂရုမစိုက်နိုင်ပဲသူမဟာအကူအညီတောင်းဖို့ကြိုးစားခဲ့ပေမဲ့လေယာဉ်ပေါ်ကလူတွေသူမကိုမမြင်နိုင်ခဲ့ပါဘူး။ဒဏ်ရာပိုးမဝင်အောင်လို့အရက်ပြင်းပြင်းနဲ့ဆေးကြောပြီးနှစ်ချက်ကြိုးကိုအသုံးပြုကာဒဏ်ရာကိုကိုယ်တိုင်ချုပ်ခဲ့ရပါတယ်။နာကျင်လွန်းတာကြောင့်သူမသတိလစ်လူနီးပါးဖြစ်သွားခဲ့ပါတယ်။အာဟာရဖြည့်တင်းဖို့အတွက်သူမဟာနှစ်ချက်ကြိုးတွေနဲ့ငါးဖမ်းပိုက်တစ်ခုကိုချစ်ခဲ့ပြီးအနီးကိုငါးစာအဖြစ်သုံးကာငါးတစ်ကောင်ကိုအောင်မြင်စွာဖမ်းယူနိုင်ခဲ့ပါတယ်။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှသူမဟာစားနပ်ရိက္ခာအချို့ကိုစုဆောင်းထားနိုင်ခဲ့ပြီးအမြန်ဆုံးအကူအညီရဖို့အတွက်စလိုရေးထားတဲ့အကူအညီတောင်းစာတွေကိုဘူးလေးတွေထဲထည့်ပြီးပင်လယ်ထဲမြှုပ်ခဲ့ပါတယ်။ကွန်တိန်နာထဲရေတွေဝင်မလာအောင်သူမဟာပိုက်လုံးနဲ့ရေတွေကိုအမြဲစုပ်ထုတ်နေရပါတယ်။ကလေးငယ်အေးမမိအောင်လဲဖန်ဘူးထဲမှာအရက်ကိုမီးထွန်းပြီးအနှွေးတက်ပေးခဲ့ပါတယ်။ဖုံးမျက်နှာပြင်ကွဲနေတာကြောင့်သူမဟာခင်မုန်းဖြစ်သူရဲ့ဖုန်းခေါ်ဆိုမှုကိုပဲစောင့်ဆိုင်းနေခဲ့ရပါတယ်။တညမှာတော့သူမရဲ့ခင်မုန်းစီကနေသတင်းစကားရောက်လာပါတယ်။သူဟာတနက်တန်ရရထားပြီးမကြခင်သေဆုံးတော့မှာဖြစ်လို့ဇနီးဖြစ်သူကိုကြံ့ကြံ့ခံအသက်ရှင်ဖို့ငိုယိုပြီးမှာကြားခဲ့ပါတယ်။သူမဟာအယံဝမ်းနေခဲ့ပေမဲ့အပြစ်မတင်ပဲသူတို့မှာကလေးလေးရနေပြီဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဖုန်းအားကုန်သွားပြီးသူတို့နှစ်ဦးအဆက်အသွယ်ပြတ်တောက်သွားပါတော့တယ်။ရက်ပေါင်း26ရက်ကြာတဲ့အခါမှာတော့ကွန်တိန်နာထဲရေတွေအတော်လေးမြင့်တက်လာခဲ့ပါတယ်။သူမဟာတစ်သားပြားတွေနဲ့ဘူးခွန်တွေကိုတုံးပြီးဖောင်ငယ်လေးတစ်ခုလုပ်ခဲ့ပါတယ်။တနေ့မှာတော့ပင်လယ်စင်ရော်တစ်ကောင်ကိုတွေးလိုက်ရတဲ့အတွက်ကုန်းမြေနဲ့မဝေးတော့ဘူးဆိုတာသူမသိလိုက်ရပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲကွန်တိန်နာထဲကိုရေတွေအရှိန်ဟုန်နဲ့ဝင်လာခဲ့ပြီးသူမခြေထောက်ကိုကျိုးနဲ့ညှိကရေထဲနစ်မြုပ်လူနီးပါးဖြစ်ခဲ့ပါတယ်။အချိန်တော်ကြာကြိုးစားပြီးမှရေပေါ်ပြန်တက်နိုင်ခဲ့ပေမဲ့ကလေးငယ်ကိုမတွေ့တော့ပါဘူး။သူမဟစ်ရှာဖွေနေတော့မှပဲဝေလာငါးကြီးတစ်ကောင်ကကလေးရှိတဲ့နေရာကိုအရေးအမွေးပြပေးခဲ့လို့ကလေးကိုပြန်တွေ့ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ငါးဖမ်းလေတစင်းကသူတို့ကိုတွေ့ရှိသွားပြီးကယ်တင်နိုင်ခဲ့ပါတယ်။အမျိုးသမီးဟာမတေမချင်းအသက်လုခဲ့ရပေမဲ့သူမရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့မိခင်မြတ်တာကြောင့်တလတိုင်ပင်လယ်ပြင်မှာအသက်ရှင်တန်နိုင်ခဲ့တာပဲဖြစ်ပါတယ်။